ခရစ္စတီယာနိုရိုနယ်ဒိုနဲ့ဂျော်ဂျီနာတို့သာမင်္ဂလာဆောင်ခဲ့ရင်လုံးဝဖိတ်ကြားခံရမှာမဟုတ်တဲ့ဘောလုံးသမား9ယောက်ဘယ်သူတွေပါဝင်နေလဲကြည့်လိုက်ရအောင်နံပါတ်5ဂျေမီကာရာဂါလီဗာပူးကန်တဝင်ဂျီကာရီကာပါဘောလုံးကွင်းထဲမှာတင်ရိုနယ်ဒိုကနှုတ်မဆက်ပဲတိုက်ရိုက်ကြော်သွားခဲ့ဘူးသလိုမင်္ဂလာဆောင်ရောက်လာရင်လည်းဘာမှမစားရပဲအပြင်မှာပဲငေးကြည့်နေရမယ်ကိန်းပါပဲနံပါတ်4လက်လက်တန်အီဘရီမိုဗစ်ငါကမင်္ဂလာဆောင်ကိုလာရမှာမဟုတ်ဘူးမင်္ဂလာဆောင်ကမှငါစီလာရမှာဆိုပြီးလေပန်းဆလာတန်စတိုင်အတိုင်းပြောလာမှာတေချာလွန်းလို့ရိုနယ်ဒိုကိုယ်တိုင်ဖိတ်စာပို့ရဲမှာမဟုတ်ပါဘူးနံပါတ်3အင်ဖန်တီနိုဖီဖာဥက္ကဋ္ဌကြီးပါမက်ဆီကိုပဲဘက်လိုက်တယ်ဆိုပြီးသူ့ဘက်ကိုလုံးဝမလိုက်လို့ဖိတ်ကြားမယ်စည်ရင်းထဲကနေကြိုတင်ပယ်ထားတာဖြစ်ပါတယ်နံပါတ်2ခရစ္စတီယာနိုရိုနယ်ဒိုဂျူနီယာဒါကတော့ဒီစည်ရင်းရဲ့အရေးအရာဆုံးအပိုင်းပါပဲမိသားစုဝင်သားအရင်ကြီးကိုတော့မင်္ဂလာပွဲမဖိတ်ဘူးဆိုပြီးပရိသတ်တွေကစနှောက်ထားကြတာဖြစ်ပါတယ်နံပါတ်1လိုင်ယွန်နဲ့မက်ဆီနောက်ဆုံးမှာတော့ထာဝရပြိုင်ဘက်ကြီးမက်ဆီပါပဲမင်္ဂလာဆောင်တဲ့မက်ဆီရောက်လာခဲ့ရင်ဧည့်သည်တွေကမက်ဆီဆိုပြီးអော်ကြမှာဆိုလို့မဖိတ်တာဖြစ်နိုင်ပါတယ်ရိုနယ်ဒိုတေချာပေါက်ဖိတ်မှာကတော့14မျိုးဆောင်နေပါပဲဒီအချက်လက်တွေကတွေ့တာမှာပရိသတ်တယောက်ဟာတာအနေနဲ့တင်ထားတာတွေပဲဖြစ်ပါတယ်ပရိသတ်တို့ရောဒီထဲမှာဘသူ့ကိုဖိတ်တင်နေတယ်ထင်လဲကွန်မန့်မှာဝင်ရောက်ပြောခဲ့ကြပါဦး